တူဒီချက်တဲ့ကိုရီမာတွေအားလုံးပဲမင်္ဂလာပါနော်။လက်ပြန်အဖွင့်နေ25ရက်5လ26ပေါ့နော်။မနက်ခင်းအတွက်ပါနော်။ဖွင့်နေမနက်ခင်းအတွက်ပါ။ညီမဝေကနန်းလေးရလည်းမရှာပြစ်သေးလို့ပေါ့နော်။မအားသေးလို့ပါ။တင်ပြလိုက်မယ်နော်။ဝေကနန်းလေးလည်းတင်ပြထားပါမယ်။ဒါဆိုရင်ညီမတို့ခုထိတ်စီးတစ်လုံးပေါ့နော်ပထမဆုံးထိတ်စီးတစ်လုံးကိုသွားကြရအောင်เนาะဒီမှာရှိနေတဲ့9 3ညเนาะ9နဲ့3ညနဲ့နှလုံးပေါင်းမယ်မူပြောင်းထားရเนาะ9 3ညနှလုံးပေါင်းတော့ပေါင်းခြင်းက9စုပြရထားတယ်เนาะနောက်ပြင်မှာလည်းကြည့်မယ်ဆိုရင်1 4ရယ်4နှလုံးပေါင်းတော့ပေါင်းခြင်း9ပေါင်းခြင်း9ဆိုတဲ့အတွက်ကြောင့်ဒီပြင်မှာလည်း6ရယ်ဒီမှာလည်းထိတ်စီးတစ်လုံးရယ်နှလုံးပေါင်းမယ်ဆိုရင်သူလည်း9ဖြစ်ကြမယ်နော်အဲ့ဒါကြောင့်မလို့ရှိနေတာ6နောက်3နဲ့ပေါင်းရင်9ဆိုတော့ညီမက9ထည့်လိုက်မယ်9 6ပေါင်းရင်ပေါင်းခြင်း9ဆိုတာရလာပြီနော်အဲ့တော့ကာလာလေးကခွဲမပြတော့နော်အပြထိတ်ကိုအပြနဲ့ပြမယ်အပိတ်ပြလိုက်မယ်နော်အဲ့တော့အပိတ်ကိုဘက်ကပြသွားမယ်ဆိုတဲ့အတွက်ကြောင့်အပိတ်ကကြတော့ဒီမှာရှိတာ8ပြရှိတာ1 8ရဲ့1ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း9ဆိုပြီးရတယ်ဒီဘက်နဲ့ကရေးလိုက်မယ်နော်ဒီဘက်ကထိတ်ပြမှာမို့လို့နော်ပြီးတော့ဒီမှာကျတော့3ခုနှလုံးပေါင်းတော့3ညဆိုတော့10ပေါ့နော်သူကတပွင့်တိုးသွားတယ်9 10ဒါဆိုဒီမှာလာမဲ့အပိတ်ရဲ့ဒီမှာ3ရဲ့နှလုံးပေါင်းမယ်ဆိုလို့ရှိရင်ညီမတို့က1ဖြစ်မယ်ပေါ့နော်9 10တလုံးစီတိုးသွားမယ်ဆိုတော့17ဖြစ်မယ်ပေါ့နော်ဒီမှာဆိုရင်နှလုံးပေါင်းပေါင်းခြင်း1ဖြစ်ကြမယ်ရှိနေတာ3ဆိုတဲ့ကြောင့်မလို့ပေါင်းခြင်း1ဖြစ်ချင်တော့8ထည့်မယ်3ရဲ့8ရဲ့ပေါင်းရင်ပေါင်းခြင်း1ပေါ့နော်အဲ့တော့ပေါင်းခြင်း9ပေါင်းခြင်း10ပေါင်းခြင်း17ဆိုပြီးတော့အောက်ကိုဆင်းရင်သူကတပွင့်လိုးသွားတာပေါ့နော်ဒါဆိုရင်ကိုထိတ်စီးပေါ့နော်ရှစ်အပိတ်ပေါ့နော်တွေ့ထားပါတယ်ကိုထိတ်စီးရှစ်အပိတ်တွေ့ထားတယ်ထိတ်နောက်ထပ်တစ်လုံးအပိတ်တစ်လုံးကိုထပ်ပြပေးမယ်နော်ကိုရှစ်တစ်လုံးနဲ့တော့မဟုတ်ပေါ့နော်ဒီဘက်ကထိတ်တိအပိတ်တင်နဲ့လည်းတွဲပြီးတော့ကစားမယ်နော်ဒါဆိုလို့ရှိရင်အခုနောက်ထပ်ထိတ်စီးတစ်လုံးကိုညီမတို့ဆက်ပြီးတော့သွားရနော်ဒီမှာ3ည4 6 3လုံးပေါင်းမယ်3ည4ပေါင်းတော့4 4 6ပေါင်းတော့ပေါင်းခြင်း3ညဖြစ်နေပြီเนาะ3ညပေါင်းခြင်း3ညပါဒါဆိုရင်ဒီမှာဆက်ပြီးတော့သွားမယ်4 3 4 3ပေါင်းတော့ခွန်4ပေါင်းတော့1ဒါဆိုရင်သူက3ညပြီးတော့1ပေါ့เนาะအောက်ကိုဆင်းရင်သူကကျတော့တပွင့်တိုးသွားမယ်เนาะဒါဆိုရင်3ည1ပြီးရင်ဒီပင်မှာဆိုလို့ရှိရင်ပေါ့เนาะဒီမှာထိတ်စီတစ်လုံးရယ်3ညရယ်ခွန်ရယ်ပေါ့เนาะ3လုံးပေါင်းမယ်ဆိုရင်ဒီမှာ3ည1ပြီးရင်1ကို1တိုးတော့ပေါင်းခြင်းကသူက2ဖြစ်ကြမယ်เนาะပေါင်းခြင်းက2ဖြစ်ကြမယ်ဆိုတော့ကြောင့်မလို့ရှိနေတာကခွန်ပေါ့เนาะနောက်တစ်လုံးနဲ့ပေါင်းရင်2ဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့5ခွန်ရယ်3ညရယ်5ရယ်3လုံးပေါင်းမယ်ဆိုရင်မပေါင်းခြင်း2ရယ်အဲ့တော့5ထိတ်စီတွေ့ထားတယ်ဟုတ်ပြီနော်ဖြစ်ချင်တာဆိုတော့ကြောင့်မလို့9ထိပ်စီတွေ့ထားတယ်ဒါဆိုရင်ဒီဘက်မှာကိုအပိတ်လိုင်းပေါ့နော်နောက်တစ်လုံးကိုဒီမှာတို့ပြပေးသွားမယ်ဟုတ်ပြီနော်နောက်တစ်လုံးကိုပြပေးသွားမယ်ဆိုတော့ကြောင့်မို့လို့ဒီမှာရှိနေတာက9ဒီမှာ10ပေါ့နော်9 10နှလုံးပေါင်းတော့3ဟုတ်ပြီနော်ရှိနေတာက1เนาะဒီမှာက3 3နှလုံးပေါင်းတော့4เนาะ3ပြီးတော့4ဆိုတော့သူကအောက်ကိုဆင်းရင်သူကျတော့တပွင့်တိုးသွားတာပေါ့နော်ဒါဆိုရင်ဒီမှာကျတော့ဒီမှာ2ဒီမှာအပိတ်တလုံးနှလုံးပေါင်းမယ်ဆိုရင်3ကို1တိုးတော့4ကို1တိုးရင်နှလုံးပေါင်းရင်ပေါင်းခြင်းက5ဖြစ်တာမယ်เนาะရှိနေတာက2ဆိုတော့3ထည့်လိုက်မယ်2နဲ့3နဲ့ပေါင်းရင်ပေါင်းခြင်း5ပေါ့နော်ဒါဆိုရင်5ထိပ်စီ3အပိတ်ကိုတွေ့ထားတယ်ဟုတ်ပြီနော်ဒါဆိုရင်တော့ထပ်ထိပ်စီတစ်လုံးကိုဆက်ပြီးတော့သွားမယ်ဒီမှာ3ညနဲ့နှလုံးပေါင်းတော့နဲ့ဟုတ်ပြီနော်ဒါဆိုရင်4 9နှလုံးပေါင်းတော့3နှစ်ပြီးတော့3ဆိုတော့သူကအောက်ကိုဆင်းတော့တပွင့်တိုးသွားတယ်ပေါ့နော်နှစ်ကို1တိုးတော့3ဒါဆိုရင်ဒီမှာ3ကို1တိုးမယ်ဆိုတော့ထိပ်စီရဲ့ခွန်ရဲ့နှလုံးပေါင်းမယ်ဆိုပေါင်းခြင်း4ဖြစ်ကြမယ်နော်ပေါင်းခြင်း4ဖြစ်ကြမယ်ဆိုတော့ရှိနေတာခွန်ဆိုတော့ခွန်တက်တယ်မယ်ခွန်ပေါင်းမှပေါင်းခြင်း4အဲ့တော့ခွန်ထိပ်စီတွေ့ထားပါတယ်နော်ဒါဆိုလို့ရှိရင်အပိတ်ကလေးကိုဆက်ပြီးတော့သွားရအောင်နော်အပိတ်ကဒါဆိုရင်နောက်တစ်လုံးကိုပြလိုက်မယ်နော် sorry ပါညီမဒီမှာအပိတ်ကနော်အဆုံးသက်ချက်မှာမှားသွားတယ်နော်
မှားသွားမယ်နော်ဒီလုံးနဲ့မဟုတ်ပါဘူးနော် sorry ပါဒီ6နဲ့ပေါင်းရမှာနော်ဒီ6နဲ့ဒီမှာလာမဲ့ထိပ်စီတစ်လုံးနဲ့ပေါင်းရမှာနော်အဲ့ဒီအတွက်ကြောင့်ဆိုရင်ဒီမှာဖြစ်ရမယ့်ကဏ္ဍလေးက9အပိတ်ဖြစ်ကြမှာနော်လောသွားတယ်နော်ဒီမှာနော်ဒီ9ရဲ့ထိပ်ဆုံးကအပင်တပင်ကျော်မှာရှိတဲ့8နဲ့ပေါင်းတာဒီမှာ1တပင်ကျော်မှာရှိတဲ့3နဲ့ပေါင်းတာဆိုတော့ဒီမှာ6ရဲ့တပင်ကျော်ကပေါင်းအောင်ပါနော်ဒီ2နဲ့ပေါင်းအောင်မပါဘူး sorry ပါနော်ညီမလောသွားလို့ပါဒါလေးပြင်ကြည့်မိလို့ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဘက်မှာအခုအပိတ်နောက်တစ်လုံးကိုပြပေးမယ်ဟုတ်ပြီနော်8ပြီးသွားပြီကိုပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကိုဆက်သွားပါမယ်ဒီမှာရှိတာကတော့9နဲ့8ဆိုတွေ့ထားတာ8နဲ့ပေါင်းတော့3ည3ညနဲ့9နဲ့ပေါင်းတော့ပေါင်းခြင်း9နော်ဒါဆိုဆက်သွားမယ်4 9 3 4 9ပေါင်းတော့3 3 3ပေါင်းတော့ပေါင်းခြင်း6 9ပြီးတော့6ဆိုအောက်ကိုဆင်းရင်သူကတပွင့်တိုးသွားတယ်နော်ဒါဆိုရင်ဒီမှာခွန်ဒီမှာလာမယ်အပိတ်တစ်လုံးပေါ့နော်ညီမအကျန်းတော်ထားတာစာရွက်တစ်ရွက်ထဲမှာရေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်နည်းလေးရှုပ်သွားလို့ပါနော်ဒီခံပေးပါဒါဆိုရင်9ကို1တိုးတော့6 6ကို1တိုးဒီအပြင်မှာပါဖြစ်ကြမယ်ဆိုပေါင်းခြင်း9ဖြစ်ကြမယ်ဟုတ်ပြီနော်ပေါင်းခြင်း9ဖြစ်ကြမယ်ဆိုတော့ရှိနေတာကခွန်နှလုံးပေါင်းတော့4နောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာလဲ3အပိတ်ကတော့3အပိတ်တွေ့ထားတာပေါ့နော်ခွန်နှလုံးပေါင်းရင်လေ4ရဲ့3ရဲ့ပေါင်းတော့ပေါင်းခြင်းခွန်ပေါ့နော်ဒါဆိုရင်အနန္တလေးတွေရပါပြီနော်အဲ့တော့ရှုပ်နေမှာဆိုတဲ့အတွက်ကြောင့်ညီမကဒီဘက်မှာအနန္တလေးကိုထပ်ပြီးတော့ထုတ်ပေးပါမယ်ထိပ်စီးကညီမတို့3လုံးရှာတွေ့ထားတာက9ရဲ့9ရဲ့ခွန်ရဲ့ပေါ့နော်ဒါကတော့ပြန်ပြီးတော့အောက်မှာတွေ့ပေးတာပေါ့နော်ဘယ်ဟာကြည့်ရမလဲမသိဘူးရှုံနေမယ်ကြော်ကြည့်တဲ့လူတွေကရှုံနေမှာဆိုလို့ပေါ့နော်ဒါဆိုရင်အပိတ်က8ရဲ့9ရဲ့3ရဲ့ဆိုပြီးတော့တွေ့ထားတာပါနော်ဒါဆိုရင်ခုနတိုင်းပဲအနန်းလေးတွေကိုတွဲကြည့်ရအောင်เนาะ9ကို8နဲ့တွဲတော့9 8ဆိုပြီးတော့ခုနရှေ့ဆုံးကတွဲထားတဲ့9 8တက်ကွက်တွဲမယ်ပြီးရင်9ကို9နဲ့တွဲပါမယ်เนาะပြီးရင်ဘာတွဲမလဲ9ကို3နဲ့တွဲမယ်เนาะအဲ့တော့9ကို8နဲ့တွဲမယ်ပြီးရင်9ကို9နဲ့တွဲမယ်ဟုတ်ပြီเนาะ9ကို3နဲ့တွဲပါမယ်နောက်တစ်ခါခွန်ထိပ်စီတစ်လုံးကျန်တော့တာ8နဲ့တွဲပါမယ်ပြီးတော့ရင်ခွန်ကိုဘာနဲ့တွဲမလဲ9နဲ့တွဲပါမယ်နောက်ဆုံးခွန်နဲ့ဘာနဲ့ရှိမှလဲဆိုတော့ခွန်နဲ့3နဲ့ပေါ့နော်နောက်ဆုံးပိတ်ကလေးကတော့ဒီကဏ္ဍလေးရှိပါမယ်เนาะဒီဟာထဲမှာညီမကပေါ်မှာတွဲပေးထားတဲ့ကဏ္ဍလေးအကုန်လုံးကညီမကြိုက်လို့တွဲပေးထားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီကဏ္ဍလေး3ဘက်ကိုတော့ညီမကဒီကမေအောခွန်နေနဲ့ကစားမှာပေါ့နော်ဒီမှာတွဲပေးထားတဲ့9ရှယ်ဒီမှာ9ရှယ်ပါနော်ဒီမှာတွဲပေးထားတဲ့9ကိုဒီမှာ9ကိုပါနော်ဒီမှာတွဲပေးထားတာကတော့ခွန်3လေးပေါ့နော်ဒါဆိုရင်ခွန်3ပါဒါဆိုရင်ဒီ3ခွက်ကတော့ညီမကဒီဘက်ကတော့မူပြောင်းပြီးတော့ကစားကြည့်မယ်ပေါ့နော်အဲ့တော့ကြောင့်မို့ဒီ3ခွက်ကတော့ညီမကြိုက်တယ်ညီမဟုတ်ခေါ်ပေါ့နော်ဒါညီမရှာတွေ့ထားတဲ့ကဏ္ဍလေးတွေကိုဆက်ပြပေးရပါကိုလိုမတို့ကြိုက်တယ်လို့ချန်တဲ့တမဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲနော်ဒီလာမဲ့အဖွင့်နဲ့မနက်ခင်းကစပြီးတော့ကြိုးပေးကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်